E9 slide တော့ frame ပါဝင်မှုနှုန်းများတဲ့ဒီဇိုင်းလေးဖြစ်တဲ့အတွက်ကြောင့်ခြေချော်မင်းတော့ဝင်မောက်တကားတွေအတွက်ခက်ခက်ညညာလေးနဲ့ smart ကြတုံပြနိုင်တဲ့ E9 slide တော့လေးလာပါပြီနော်အလူမီနီယံအထူ 2.0 မီလီမီတာနဲ့ခိုင်ခန့်မှုရှိရှိပြုလုပ်ထားတဲ့ series လေးဖြစ်တာကြောင့်အမြင့်ပေစေပေကြီးခေါင်းကွက်ထည့်စရာမလိုပဲတိုက်ရိုက်အသုံးပြုလို့ရပါတယ်မှန်နှစ်ထပ်ပါဝင်တဲ့အတွက်ကြောင့်လည်းအတန်လုံးပိုကားတဲ့ fabric တွေကိုပေးစွမ်းနိုင်ပါသေးရဲ့နော်မှန်တကားတီးတဲ့အပြင်ချလုံစကားပါထည့်သွင်းသက်ဆင်လို့ရတာကြောင့် indoor partition တွေရုံခန်း partition တွေအတွက်လည်းအသုံးဝင်တဲ့ series လေးဖြစ်ပါတယ်ချလုံစကားမှာအမာတန်းထည့်သွင်းပေးထားတဲ့အတွက်ကြောင့်တောင့်တွင်တွင်နဲ့ခိုင်ခန့်မှုရှိရှိအသုံးပြုနိုင်ပါတယ်ချလုံစကားပါအပါစုစုပေါင်းရှောက်လန်း3ခုပါရှိပြီး frame ကြေကတော့232 mm ပါဟန်ဒယ်နဲ့ low accessory ရဲ့ကာလာကိုအလူမီနီယံကာလာနဲ့လိုက်ဖက်မှုရှိအောင်ငွေရောင်လေးသုံးပေးထားပြီးအရည်သွေးပြည့်မီတဲ့ low accessory လေးဖြစ်တာကြောင့်ကိုယ့်ရဲ့အိမ်ကို 100% safety အပြည့်အဝပေးနိုင်ပါတယ်တကယ်၍ရဲ့အမြင့်ပေါ်မှာလိုက်ပြီး logic တွေကိုပမာဏများစွာထည့်သွင်းပေးထားတဲ့အတွက်ကြောင့်တော့ခက်ရတာကိုပုံမမြဲမြံမှုရှိစေပါတယ်ဒီလိုမျိုးခန့်ညာထဲဝါပြီးခိုင်ခန့်မှုရှိတဲ့ချီကျော် slide တော်လေးတွေကိုလည်းမရိုကိုဆိုမြန်မာကုမ္ပဏီမှာဝယ်ယူရရှိနိုင်ပါတယ်နော်